Okay. Same piace, same. Okay. Peròဒီနေ့ကကျွန်တော်ထမင်းစားတဲ့ bro တွေကိုရိုက်မှာဖြစ်ပါတယ်နော်။ကဲအဲ့ဒါဆိုကျွန်တော်တို့ထမင်းစားဖို့အလုံးကိုဖိတ်ခေါ်ပါတယ်ဗျဒီနေ့ blog ကတော့ဘယ်လိုလဲဆိုတော့ထမင်းကဗျာဒီမှာကျွန်တော်စားကြတောင်းနေရှိတယ်ပေါ့။ဟိုသားရဲ့ပြီးတော့ငချောက်ဟောလည်းဒါကိုဟုတ်ချက်တာမဟုတ်ဘူးเนาะဒီနေ့ကဆိုင်မှာဝယ်စားတာပေါ့။ဟိုသားပုံလေးနဲ့ပြီးတော့ချင်မောင်းပစုံလေးနဲ့ချက်ထားတဲ့ဟာပေါ့နော်။ Okay အဲ့ဒါနဲ့ကျွန်တော်နေ့လေးသာစားမှဖြစ်ပါတယ်။ကျွန်တော်ကြက်သွန်ပြိုရမ်းကြိုက်တယ်ဗျာဒီနေ့ကြက်သွန်ပြိုကောင်းတယ်။ပြီးတော့ဒီကောင်ကျွန်တော်ထမင်းစားနေအများတန်းထည့်ဖြစ်တယ်။တိတ်တော့မလေးဘူးပေါ့နော်။သူစားချင်တယ်။တိတ်လေးတယ်မပေါ့။ Okay ဆိုကျွန်တော်ဆွဲလိုက်အောင်နော်။ဟုတ်ပါဟုတ်တယ်ချိုးကြတော့မသိဘူးနော်ကျွန်တော်အဲ့တော့ဖိုးရိုက်တာကိုယ့်ကိုချက်ပြီးရိုက်တာတိတ်မရှိသေးဘူးဘလော့ကျွန်တော်မြေသမီးချက်တာအဲ့ဒါကျွန်တော်ဖိုးရိုက်တယ်မမမသားလည်းမစားတော့ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ပြတော့မှကျွန်တော်မသားရင်မှာပါဆိုတော့မသားဟင်းနဲ့ရောပြီးတော့စားပြတယ်တချို့ကြတော့လက်နဲ့စားဆိုတာနှမျိုးယူစားရှိတယ်ဗျကျွန်တော်ကြတော့ဗာကြောင့်လက်နဲ့မစားတော့တာလဲဆိုတော့ငယ်ငယ်တော့လက်နဲ့မစားရင်ကြီးလာပေါ့အခုကြီးလာတော့ထိုင်းနိုင်ငံရောက်တော့လက်နဲ့မစားဆိုတာတမ်းပါပေါ့အဲ့ဒါမစားဆိုတာလက်မရှိတဲ့ညီကျေတွေကိုရဲ့ဝမ်းပဲနဲ့ဝင်ပြီးယောဂရပါဖြစ်မှာကြောက်လို့အဲ့ဒါတခုပေါ့နော်အားကြောင့်မလို့ကျွန်တော်သမီးဆိုရင်လည်းဇုံးနဲ့စားခိုင်းတာရှိတယ်ဆိုင်ပါဘာမှဆိုတော့ငါခါကြကျွန်တော်ဘယ်လိုပုံစံမျိုးစားသိချင်လဲဆိုတော့အောက်က comment ရေးတာပေးခဲ့နော်ကျွန်တော် message ဖြည့်သိချင်တယ်ကျွန်တော်စားပြပေးမယ်ဒါမှစီတော့ကျွန်တော်မစားဘူးဗျသားတော့စားတယ်ဒါဟောချမောင်လေးနဲ့မင်းလေးနဲ့ပမာဆိုကျွန်တော်ကျက်သွန်ပြိုနဲ့ထမင်းစားရတယ်ကျက်သွန်ပြိုကြိုက်တယ်ဒီနေ့ကကျက်သွန်ပြိုမရှိတာဖြစ်တဲ့အတွက်လာရုံနဲ့ဆိုင်မယ်နော်အဲ့ကောင်ကြတော့သူထမင်းစားရင်ပေါ့အငံကြိုက်တဲ့သူတွေအတွက်ဒီလိုနေရာမှာစားထိုးလဲဆိုတော့ဖိနှပ်ပါပေါ့နော်ထိုင်းနိုင်ငံမှာခေါ်တာဖိနှပ်ပါနေရာမှာကျွန်တော်တို့စားထိုးပြီးတော့တက်စားရရတယ်
တက်ပြောင်းလာမယ်ချိန်မောင်လည်းမစုံနဲ့ကြော်လာတယ်ဟာကြိုက်တော့မဆောပါနည်းနည်းစီပါမယ်ကျွန်တော်ပေးရစီဆိုရင်အဲ့လိုနည်းနည်းဖြတ်လာလိုက်မယ်နော်ကျွန်တော်သမင်းစားပေးရစီနည်းဆောင်15မိနစ်နဲ့ဆက်လောက်ဖြစ်သွားလိုက်မယ်အဲ့လိုမသားမဆိုကျွန်တော်အသားမစားပြချက်သားမဆိုရင်ကျွန်တော်ခြေထောက်တွေမစားဘူးခြေထောက်တွေတောက်မှတော့စားတယ်ခြေထောက်မစားဘူးငါတောက်တကူလုံးစားတယ်ဟောမရမေးပန်းတွေရအလဲပန်းတွေရတက်ငါတောက်ကျွန်တော် favorite food ငါတို့ပစုံတို့စီဖူးတို့စီဖူးတွေကြိုက်တယ်ကျွန်တော်မာစီဖူးရောကုန်ကြိုက်တယ်ဟုတ်ပြီနောက်ထပ်ပြောမှာကျွန်တော်တို့ပြန်ပြီးဆောင်လို့ရမယ်အဲ့တော့အောက်က comment ရေးထားပေးခဲ့ပါနောက်ထပ်ပြောမှာကျွန်တော်ဘယ်လိုပုံစံမျိုးစားသိချင်ရလဲဆိုတော့ Thank you